ကိုရိုတက်နိုင်တဲ့ဒီပညာရလေးနဲ့ပေါ့ဒါလေးကိုပို့ပြီးတော့အထောက်အကူဖြစ်စေခြင်းတဲ့အတွက်ဒီလိုအိမ်လေးတွေရောင်းပြီးတော့အိမ်လေးတွေရောင်းတယ်နောက်မြေကြပါဝတ်လေးတွေရောင်းတယ်ရောင်းပြီးတော့လှူတယ်ဒီအိမ်ကိုရောင်းတာဆို330ဝန်းကျင်လောက်နဲ့ရောင်းတာဒါပေမဲ့အလှူအတွက်ဆိုပြီးတော့ကိုကြီး30လောက်ပဲဒါပေမဲ့ဝယ်တဲ့သူကဒါကိုသိန်းအစိတ်လောက်ပေးပြီးတော့ဝယ်ပေးသွားတာပေါ့တချို့ဟာလေးဆိုရင်နှမျောတယ်မရောင်းရင်လည်းဘာမှမဖြစ်ဘူးဆိုပြီးတင်းထားတဲ့ဟာလေးတွေကမှအစဒါတွေကငါအတွက်ဘာမှမဟုတ်ဘူးတဲ့မလားနောက်ပြန်လုပ်လို့ရတယ်သူတို့အတွက်မှာကျတော့လက်တလုံးမှာဘလို့မှအဆင်မပြေကြတော့လေအဆင်မပြေတော့ဒါတွေကိုထုတ်တယ်ရောင်းတယ်ကူညီတယ်ဒါကအဓိကကတော့လူတွေမှာကိုချင်းစာစိတ်ပေါ့ကိုရင်းသားတွေရှိနေဖို့ရည်ကြီးတယ်ဒီလိုရှိနေလို့ကိုတို့ဒီလိုလုပ်တယ်မရှိတဲ့လူဒါဟိုနေသားစုနေတဲ့လူတွေကလည်းသူ့လမ်းကြောင်းနဲ့သူ့သမိုင်းနဲ့သူ့ပေါ့လေအကူကတော့အောင်မျိုးဦးပေါ့အကူကဒိုင်ဝါမာဆိုတာတဲ့ဒီပုံစံငယ်လေးတွေလောက်တော့ပေါ့လောက်တာလည်းနည်းနည်းလေးကြာပြီပထမတော့ကတော့ဒီလိုမျိုးဖုံးစတန်လေးတွေလောက်တယ်တဖြည်းဖြည်းနဲ့ဒီလိုမျိုးအိမ်လေးတွေစောက်လာတယ်အိမ်လေးတွေစောက်တဲ့နေရာမှာလည်းများသောအားဖြင့်တိတ်အိမ်လေးတွေစောက်လာတယ်တိတ်အိမ်လေးတွေစောက်တယ်ကျူးအိမ်လေးတွေစောက်တယ်ကျူးအိမ်လေးတွေတိတ်အိမ်လေးတွေပဲအောင်မျိုးဆိုပြီးတော့ဖြစ်လာတယ်နာမည်လေးတစ်ခုရလာတယ်ပေါ့ကိုတို့အနေထားကဘာဖြစ်လဲဆိုတော့ဘေးကြီးတစ်ခုပြီးတစ်ခုကြုံရတာလေတော်တော်ကိုအဆင်မပြေကြဘူးအဆင်မပြေကြတော့ကိုတို့မှလည်းတကယ်တမ်းလှူရမယ်တန်းရမယ်ဟေ့ဆိုရင်ဒီလိုမျိုးများများဆဆလှူဖို့အတွက်ကိုတို့မှာငွေကြေးရင်မရှိဘူးဆိုတော့ကိုတို့မှာကိုတို့တက်နိုင်တဲ့ဒီပညာရလေးနဲ့ပေါ့ဒါလေးကိုပို့ပြီးတော့အထောက်အကူဖြစ်စေခြင်းတဲ့အတွက်ဒီလိုအိမ်လေးတွေရောင်းပြီးတော့အိမ်လေးတွေရောင်းတယ်နောက်မြေကြပါဝတ်လေးတွေရောင်းပြီးတော့လှူတယ်ဒီအိမ်လေးကအမှန်ကဒီ USA ကနေပြီးတော့မှာထားတာညီမတယောက်ပေါ့သူအော်ဒါမှာထားတာအမှန်ဆိုရင်ဒါကပို့ရတော့မယ်အိမ်ဆိုတော့ကိုကြတော့ဒီလိုမျိုးဒီမှာဒီတဘာဝဘေးတွေဖြစ်တယ်အဲ့လိုမျိုးဖြစ်လာတော့သူကလည်းသူတက်နိုင်တဲ့ဘက်ကနေပြီးတော့လှူခြင်းလေးပေါ်လာတာပေါ့ပေါ်လာတော့ကိုကြီးဒီအိမ်လေးကိုစိတ်ဝင်စားမဲ့လူရှိရင်ရောင်းပြီးတော့သူအကုန်လုံးဒီအကိုတို့လှူနေတာကိုသူတွေ့တယ်ညီမလေးရဲ့အဲ့တော့လှူခြင်းလေးဆိုတာမျိုးပြောလာတာပေါ့ပြောလာတော့အကိုတို့ကဒီအကိုတို့ဖွဲ့လေးတိုင်ပြီးတော့ဒီအိမ်လေးကိုဒါရောင်းဖို့ဆိုပြီးတော့line မော့တင်လိုက်တာပေါ့တင်ပြီးတော့ညာရင်းချင်းပဲရောင်းထွက်သွားတာပေါ့ဘာပဲပြောသူလည်းလှူထမြောက်သွားတယ်ကိုတို့လည်းပို့ပြီးတော့လှူပြစ်သွားတာပေါ့ဒီအိမ်ကိုရောင်းတာဆို330ဝန်းကျင်လောက်နဲ့ရောင်းတာဒါပေမဲ့အလှူအတွက်ဆိုပြီးတော့ကိုကြီး30လောက်ပဲဒါပေမဲ့ဝယ်တဲ့သူကဒါသိန်းအစိတ်လောက်ပေးပြီးတော့ဝယ်ပေးသွားတာပေါ့အခုဆိုလေအကိုတို့ဒါတချို့ဟာလေးဆိုရင်နှမျောတယ်မရောင်းရင်လည်းဘာမှမဖြစ်ဘူးဆိုပြီးတင်းထားတဲ့ဟာလေးတွေကမှအစဒါတွေကငါအတွက်ဘာမှမဟုတ်ဘူးတဲ့မလားနောက်ပြန်လုပ်လို့ရတယ်သူတို့အတွက်မှာကျတော့လက်တလုံးမှာဘလို့မှအဆင်မပြေကြတော့လေအဆင်မပြေတော့ဒါတွေကိုထုတ်တယ်ရောင်းတယ်ကူညီတယ်ဒါကအဓိကကတော့လူတွေမှာကိုချင်းစာစိတ်ပေါ့ကိုချင်းစာစိတ်ရှိနေဖို့ရည်ကြီးတယ်ဒီလိုရှိနေလို့ကိုတို့ဒီလိုလုပ်တယ်မရှိတဲ့လူဒါနေသားစုနေတဲ့လူတွေကလည်းသူ့လမ်းကြောင်းနဲ့သူ့သမိုင်းနဲ့သူပေါ့လေဒီလိုမျိုးလှူတယ်တန်းတယ်ဆိုတာဒီစာနာစိတ်ကပဲအခြေခံပြီးတော့ဒါကထွက်လာတာလေအကိုတို့မှဒီလိုမျိုးစာနာစိတ်မရှိရင်အကိုတို့နေတာသလိုနေလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်ဘယ်ဘေးမှာပဲဖြစ်ဖြစ်ညီမရဲ့ဒီရန်ကုန်ကအများကြီးတက်လာပါတယ်အဲ့တော့အကိုတို့ဘယ်လိုခေါ်မလဲဒီရင်ထဲရောက်တဲ့လူဒီလိုမျိုးခံစားချက်ရှိတဲ့လူစိတ်နှူးတဲ့လူတွေအတွက်ကအကိုတို့ဘယ်ဒေတာမှာဘာပဲဖြစ်ဖြစ်လှမ်းပြီးတော့ကိုတို့ဒါကိုမျှဝေပေးလို့ရတယ်ခံစားပေးလို့ရတယ်အဲ့လိုစိတ်နေလည်းပဲအကိုတို့ကဒီဥစ္စာကိုလုပ်နေတာဆိုတော့ခုလိုမျိုးဖြစ်တော့ပိုဆိုးတာပေါ့မင်းနေတကယ်တစ်ခါလေကြာရင်လိုင်းတွေပဲတုံးနေရင်လည်းတုံးညင်စိတ်မရှိတော့လောက်အောင်စိတ်ထဲမှာဖြစ်ရတယ်တဲ့မှာဒါကမကြည့်ရနိုင်တော့အဲ့ပုံစံမျိုးတွေပေါ့
အဲ့ဒီမှာဒီလိုမျိုးဟာတွေပို့ပြီးတော့ဟိုကုညီပြတာဒီတဲ့ဆိုးတဲ့ဟာတွေလည်းရှိတာပဲကိုတို့ဟိုကုညီနိုင်တာကုညီတဲ့နာမှန်တယ်များဟိုအကုန်ဟိုကိုတက်နိုင်တဲ့ဘက်ကတက်နိုင်တယ်ဆိုတာတဲ့ပို့အောင်ကိုတို့လုပ်ပေးတယ်ကိုတို့ရဲ့ရင်ကျေးမှုအမွေနှစ်တွေအများကြီးဆုံးရှုံးသွားတယ်ဟိုပုံမှန်လင်းပြောရင်ဟိုအများကြီးခံစားရတယ်ကွာဒါတွေကိုတနေ့တော့ဖန်တီးမှာတေချာပေါက်ကိုဖန်တီးမှာဟိုကအဲ့လိုမျိုးဘာဖြစ်ပြောချင်လဲဆိုကိုတို့ဒါကိုစဖြစ်တဲ့အချိန်မှာလူတွေထိခိုက်ဒဏ်ရာပျက်စီးသွားရတာတွေအများကြီးရှိတယ်အဲ့လိုမျိုးအချိန်မှာကျတော့ကိုတို့ကကျတော့ဒီလူတွေကိုပို့ပြီးတော့တန်ဖိုးထားတယ်ဟိုနှစ်ခုရှင်လိုက်ရင်ဟိုဒါတွေကဖြစ်ပြီးသွားတဲ့ကိစ္စတွေဖြစ်ပြီးသွားပြီဒါပေမဲ့လူတွေပို့ပြီးတော့တန်ဖိုးထားတယ်ဟိုမနှမျောဘူးလားမေးအကုန်လုံးနှမျောတာကွာသိရမလားဟိုဒါကတကယ်ယဉ်ကျေးမှုအမွေတွေလေနှမျောတယ်ဒါပေမဲ့ဒါတွေကိုတနေ့ကျရင်ကိုတို့ပုံစံငယ်ပြန်ဖန်တီးတာတွေကတပိုင်းဟိုလောလောဆယ်မှာရေးကြီးတဲ့လူတွေကိုဟိုကဲရမယ်ကူညီရမယ်ဒါကိုပဲဟိုတာဖြစ်တယ်ရှင်ထဲဟိုပို့ပြီးတော့ရောက်တော့ဟိုတာတွေကတော့သူ့အချိန်တိုင်းတာနဲ့တခုနဲ့ဒါပြန်ပြီးတော့ဟိုသက်ဆိုင်တဲ့ပညာရှင်တွေကနေပြီးတော့ပြန်ပြီးတော့ဟိုပြုပြင်တာထိန်းနေတာတွေလောက်ကြမှာပေါ့ဖြစ်ပြီးသွားတဲ့ဟာလေးကဖြစ်ပြီးသွားပြီကြံခဲ့တဲ့လူတွေဟာလေဒီချိန်မှာဘာဖြစ်လဲဆိုတော့ဟိုဆုံးရှုံးမိသားစုဆုံးရှုံးလဲတဲ့လူတွေအများကြီးရှိတယ်နောက်ကိုလည်းအင်ကဆွန့်လဲရတဲ့လူတွေအများကြီးရှိတယ်အခုဆေးရုံမှာသွားပြီးတော့အဲကြည့်ရင်ပြတ်တဲ့လူနဲ့တဲ့မလားဟိုအမျိုးမျိုးရှိနေကြတော့ကွာဟိုအများကြီးစိတ်တက်တွေကဟိုရိမ့်ရန်ကုန်ကြရိမ့်ရန်ကုန်ကိုတို့စီမာကိုကအဲ့လိုမျိုးဆွတော့ပြောတယ်ပေါ့ဘေးကတစ်ခုပြီးတစ်ခုကြုံနေရတော့ပူဆိုးတယ်စိတ်ချနေကြလေအဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုအားမငယ်ပို့ပါတော့ကိုတို့ကတက်နိုင်တယ်လို့ဟိုဒီနေသားလို့မဒီဘဲနဲ့တက်နိုင်တယ်လို့ကူညီနေကြပါတယ်ပေါ့အဲ့ဒါမျိုးပြောချင်ပါတယ်